အားလုံးမင်္ဂလာပါတီချာတို့ဒီသင်ခန်းစာလေးမှာတော့ ceiling လေးဆွဲပြပါမယ်နော် ceiling ဆွဲမယ်ဆိုတဲ့အတွက်ကြောင့်ဘယ် view ကနေဆွဲရမလဲ ceiling plan ကနေဆွဲရမှာဖြစ်ပါတယ် ceiling ဆွဲမယ်ဆိုတဲ့အခါမှာဘယ်ကနေဆွဲရမလဲ ceiling plan ဒါဆိုရင် ceiling plan မှာတီချာတို့ကအောက်ထပ်ရဲ့ ceiling ဆွဲမှာလားအပေါ်ထပ်ရဲ့ ceiling ဆွဲမှာလားအရင်ဆုံးတော့အောက်ထပ်ကိုဆွဲလိုက်မယ်နော် GF okay ceiling plan နဲ့အောက်က GF ဆိုတာလေးကို double click ခောက်ပြီးတော့ဝင်လိုက်တယ်ဒီချေတို့မျက်နှာချက်ကိုအမြင့်2မျိုးဆွဲမယ်နော် toilet ကိုအမြင့်1မျိုးပေးမယ်ကျန်တဲ့အခန်းကိုအမြင့်1မျိုးပေးမယ် toilet ကဒီချေတို့ level height 12ပေရှိတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုအရင်ကြီးမြင့်နေစရာမလို10ပေလောက်သုံးလိုက်မယ်ကျန်တဲ့အခန်းကိုကျတော့ ceiling height 10ပေလို့ဒီချက်သုံးမယ်နော်ဒါဆိုရင်ဒီချက်တို့အမြင့်မတူဆိုတာတည်ထားရမယ်နော်ဒါဆိုရင်ဒီချက်တို့ ceiling ဆိုတာဘယ်ထဲကနေသွားယူရတာလဲဒီချက် architecture tab ဆိုတဲ့ကောင်းစဉ်အောက်မှာ ceiling ဆိုတာရှိပါတယ် ceiling ဆိုတာလေးကိုသွားယူလိုက်ပါမယ်မျက်နှာချက်ဆွဲတဲ့အခါမှာဆွဲနည်း2မျိုးရှိတယ် automatic ceiling ရယ် scale ceiling ရယ်ဘာကွာလဲဆိုတာနောက်မှပြောပြမယ်အယူဆုံးတော့မျက်နှာချက်ရဲ့အထူဘယ်လောက်နဲ့ဆွဲမှာလဲ property ရဲ့ edit type ဘယ်ကနေတော့ပြင်မလဲ property ရဲ့ edit type okay ဝင်လိုက်တယ်မျက်နှာချက်ကအထူ2လက်မကျော်ရှိတယ်တကယ်အပြင်မှာသုံးမယ်ဆိုရင်မျက်နှာချက်ရဲ့အထူကဘယ်လောက်ပဲရှိလဲ1လက်မခွဲလား1လက်မလား2လက်မလားကိုသုံးမဲ့ material အတိုင်းရဲ့အထူကိုပြင်လို့ရတယ်ပြင်မယ်ဆိုရင်ထုံးစံအတိုင်းမလုပ်ရမလဲ duplicate okay ဒီချက်က1လက်မခွဲလောက်သုံးလိုက်မယ်နော် 1.5 inches ဆိုပြီးတော့ပေးလိုက်မယ်structure ရဲ့ edit ထဲကိုပြင်ပါဘယ်ထဲကိုပြင်ရမလဲ structure ရဲ့ edit ထဲကိုဝင်ပါအဲ့မှာ2ခုရှိနေရော2ခုရှိနေတော့ဘာမှမခက်ဘူး structure ကို1လက်မပေးလိုက်မယ် finishing ကိုလက်မဝက်ပေးလိုက်မယ်ဒါဆိုရင်1လက်မခွဲဖြစ်မသွားဘူးလားဖြစ်သွားပြီ1လက်မသုံးချင်တယ်ဆိုရင်လက်မဝက်စီပေးလိုက်ပြီးပြီ okay တစ်ချက်လုံးမယ်ပြီးတော့ okay ဆိုတာလေးထွက်မယ်ဒါဆိုရင်ဒီချက်တော့ကအမြင့်ဘလောက်နဲ့ဆွဲမှာလဲဆိုတာလေးကဘယ်နေရာကိုစစ်ခဲ့ရလဲဆိုတော့ property မှာhigh offset from level ဆိုတာလေးကိုစစ်ခဲ့ရတာဖြစ်ပါတယ်ဒါဆိုရင်ဒီချက်က toilet အရင်ဆွဲမှာလားအိတ်ခမ်းနေအရင်ဆွဲမှာလားအိတ်ခမ်းနေအရင်ဆွဲမယ်ဆိုရင်10ပေဆိုတာလေးပြောင်းခဲ့မယ် ceiling မှာဆွဲနည်း2ခုရှိတယ်ပါတယ်တော့ဆိုရင် automatic ceiling ရယ် scale ceiling ရယ် enclosed ဖြစ်နေတဲ့ wall တွေဆိုရင်ဒီချက်တော့က automatic ceiling နဲ့ဆွဲလို့ရတယ်အလွယ်ပြောရမယ်ဆိုရင် automatic ceiling နဲ့ဆွဲလို့မရတဲ့ဟာကို scale ceiling နဲ့ဆွဲလိုက်ဥပမာဒီကားကိုတောင်လို့ဟာဆိုရင် automatic ceiling မပေါ်ဘူးတွေ့လား stop key လေးဖြစ်နေဒီလိုအခန်းလေးဆိုရင်အမှအနီရောင်လိုင်းလေးပေါ်နေရဲဆိုတာ automatic ceiling နဲ့ဆွဲလို့ရတာဒါဆိုရင်အလွယ်မှတ်လိုက်ဒီချက်တော့ enclosed ဖြစ်နေတဲ့ wall တွေမဟုတ်ဆိုရင် scale ceiling နဲ့ပြေးဆွဲလိုက်ဒါဆိုရင် scale ceiling ဆွဲတဲ့နည်းကိုတော့နောက်မှပြောပြမယ်အရင်ဆုံး automatic ceiling လိုက်ဆွဲလိုက်မယ်အိတ်ခန်းမှာ ceiling ထည့်မယ်အပြင်မှာ ceiling ထည့်မယ် kitchen မှာ ceiling ထည့်မယ် main room မှာ ceiling ထည့်မယ် driver room မှာ ceiling ထည့်မယ်ကုန်ပြီ toilet ပဲကြံတယ်အမြင့်မတူဘူး property မှာ change နော်အမြင့်မတူဘူး property မှာ change အတိကတော့ကိုလည်းသိရမယ်ခုငါကဘာဆွဲနေရလဲအမြင့်ဘလောက်ပေးရမှာလဲ property ကိုပဲသွား property ကိုပဲသွား revit တက်ချင်တယ်ဆိုရင် property ကိုသွား option ကိုဖတ်ဒါပဲဟုတ်နော်ဒါဆိုရင်10ပေဆိုတော့ဒီနားလေးကို click ခောက်လိုက်တယ်10ပေပြီးပြီဒါ GF ရဲ့ ceiling plan ဆွဲလို့ပြီးပြီ scale ceiling ကနောက်မှပြန်လာမယ် 1F ကိုတက်ကြမယ်နော် 1F ကိုတက်ကြမယ်ဆိုတော့ 1F ကို double click ခောက်လိုက်တယ် save လုပ်မှာလားဆိုတော့ close ခဏလုပ်လိုက်အောင်မယ်မအားသေးဘူးခဏမှ save မယ်ပေါ့နော်ဒါဆိုရင်ဒီကျတော့က 1F မှာမျက်နှာချက်ဆွဲမယ် architecture tab ထဲက ceiling သွားယူမယ်အမြင့်ဘယ်လောက်ဆွဲမှာလဲအမြင့်10ပေပေါ်နေရဆိုတော့လွယ်ကူ toilet ကိုရင်ထားဆွဲလိုက်မယ်ပေါ့ toilet ကိုဆွဲလိုက်တယ် toilet ဆွဲပြီးပြီဆိုရင်အိတ်ခမ်းတွေကိုဆွဲမယ်ဘယ်လောက်လဲ high offset from level 10ပေ10ပေပြောင်းမယ်click ခောက်လိုက်ရုံပဲအရန်လွယ်တယ်ဆွဲပြီးပြီအပေါ်ထပ်ရမျက်နှာချက်အားလုံးနော်ဒါဆိုရင် GF မှာရှိနေတဲ့ဒီကားကိုတောင်ကို scale ceiling နဲ့ဆွဲရမယ်ဆိုရင်ဘယ်လိုဆွဲရမလဲ ceiling ဆိုလေးကိုတော့ယူမယ် scale ceiling အခန်းကဘာပုံစံရှိနေအောင်၄တောင်ပုံစံဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီချက်ကတော့ rectangle ဆိုတာလေးနဲ့ပဲဆွဲလိုက်တော့မယ်နော် line ဆွဲမယ်ဆိုရင်၄ချောင်းဆွဲရတာလေ rectangle ဆွဲမယ်ဆိုရင်2 point ပဲပေးရတာဒါဆိုရင်ဒီ corner point မှာ end point တစ်ခုပေးတယ်
ဒီ colline တိုင်းရဲ့ my မှာ point တစ်ခုပေးတယ်အမှန်ချစ်လေးချစ်လိုက်ဒါဆိုရင်တော့မျက်နှာချက်ဆွဲလို့ရတယ်တေးချလာဒီလိုပိုင်းရောင် footprint boundary line ရှိတဲ့အရာမှန်တယ်များဒီတချေတော့ခဏတော့ရှင်းပြခဲ့တယ် floor error လို့3မျိုးရှိကိုရှိတယ်မထီရင်လည်း error ကြော်သွားရင်လည်း error lapping ဖြစ်နေလည်း error အဲ့ဒါတော့ဆက်မရှင်းတော့ဘူးเนาะအမှန်ချစ်လေးချစ်လိုက်တော့မယ်ဒါဆိုရင်တော့ဒီမှာမျက်နှာချက်လေးရသွားပြီဒါဆိုရင်မျက်နှာချက်ဆွဲပြီးပြီဆိုတော့မျက်နှာချက်တွေရောက်နေပြီဆိုတာဘယ်ကနေတိနိုင်လဲနံပါတ်1 seating plan အမအကွက်လေးပေါ်နေအဲ့မျက်နှာချက်ကွက်ပဲဟုတ်နော်နောက်ထပ်တစ်ခုကမျက်နှာချက်ရဲ့အမြင့်မတူဆိုတော့ဘယ်ကနေကြည့်ရင်တိမလဲ elevation မှာမတိဘူး section နော် section ဖြတ်ရမယ် interior section ဖြတ်ရမယ်ဆိုရင် quick access toolbar ထဲက default 3D view ရဲ့ဘေးမှာ section ရှိပါတယ် section ကိုယူ section line လေးဆွဲမယ် line လေးတစ်ကြောင်းပဲ first point second point toilet ကိုဖြတ်ထားတယ်အိတ်ခမ်းကိုဖြတ်ထားတယ်ဒါဆိုရင် project browser ထဲမှာ section ဆိုတဲ့ tab လေးအတစ်တစ်ခုရောက်လာပြီမှာ section 1ဒါကို double click ခောက်ဝင်ကြည့်လိုက်ဒီမှာ level 2လား toilet ဆိုရင်နှိမ့်တယ်အိတ်ခမ်းဆိုမြင့်တယ် toilet ဆိုရင်နှိမ့်တယ်အိတ်ခမ်းဆိုမြင့်တယ်ဒါဆိုရင်ဒီမှာဒီချေတို့ section မှာသွားကြည့်မယ်ဆိုရင် ceiling height မတူဘူးဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် okay နောက်ထပ် bell view တွေမှာမျက်နှာချက်ရှိတယ်ဆိုတာသိနိုင်လဲဒီချေ interior perspective ဘာလဲတော့ interior perspective okay interior perspective ကိုဘယ်လိုလုပ်ရမလဲ ground floor plan ကိုသွားနော် ground floor plan ကိုသွားမယ် camera သွားချိန်မယ် camera ဘယ်ထဲမှာရှိတာလဲဆိုရင် default 3D view ရဲ့ဘေးကများကောင်းလေးရှိတယ်အဲ့ကောင်ကိုနှိပ်လိုက် camera ဆိုတာရှိတယ် camera ဆိုတာကိုယူလိုက်ဘယ်နားလေးကိုမတရက်ကြည့်ကြမှာလဲဒီချက်ကဒီအခန်းနားလေးလောက်ကနေမတရက်ကြည့်မယ်ဆိုတော့ camera လေးကိုတစ်ချက်ခောက်လိုက်တယ်တက်တဲ့ပဲကြည့်ကွာဆိုတော့ဒီတက်တဲ့ကို click တစ်ချက်ထပ်ခောက်လိုက်တယ်ဒါဆိုရင်ဒီမှာ interior perspective မှာကျတို့ဒီမှာမျက်နှာချက်လေးရှိနေပါပြီဟာနော်ဒါဆိုရင်ဒီကျတို့မျက်နှာချက်လေးဆွဲကြည့်ရအောင်